ရော့အမှာကားနဲ့ပါချိန်ပြီးအပြစ်နော်မင်းကိုတနက်တော်မသုံးမာနကဟာလားမင်းကိုတနက်တော်မသုံးမာနကနော်လေသေးမဲ့ကြံတယ်ဝိုင်းကြီးရန်ကုန် Gladico Format Live Hive Format Live တွေ့လား Chicken Dinner ကို Hive နဲ့ဝိုင်းကြီးနှစ်သိန်းပဲလူရမှာတွေ့လားနော်နှစ်ကောင်နဲ့ပြေးတဲ့ပြိုင်ပွဲလိုဖြစ်နေတယ်ဗျအဲ့လေနော်နှစ်ကောင်နဲ့ပြေးတဲ့ပြိုင်ပွဲလိုဖြစ်နေတယ်အဲ့တော့ကျန်တဲ့မြန်မာအသင်းတွေ Grand Final ကြရင်မင်းတို့ Hive ကိုကြော်နိုင်မင်းတို့ရပြီဒါပဲဒီမှာ Hive တီးလိုက်ပြီတွေ့လားနှစ်သိန်းပဲကြံတယ်သားကြီးတို့နော်3သိန်းကြံတယ် sorry အချိန်တိုင်းကျွန်တော်တို့ 4v4 ဘတ်တယ်ကျွန်တော်တို့ကြည့်ရမလားစိတ်ဝင်စားလို့ကောင်းနေပြီဗျာ Hive တွေအနေနဲ့တောက်လျှောက်ပဲ cycle အဆက်လေးကနေကားအနေနဲ့ပဲတောက်လျှောက်တန်းစီပြီးတော့ပဲ position လေးရွှေ့နေခဲ့တယ်လို့အနီးနားတစ်ဝိုက်ကိုတော့ YG တိုးလာခဲ့ပြီစေကလောက် vision တော့မြင်သွားခဲ့ပြီလမ်းပြီးတော့အိမ်နာခဲ့တယ် Rainbow မှောက်သွားခဲ့ပြီ PDZ ပြန်ပြီးတော့ပစ်ချဖို့တော့စ조사နေတယ်ဗျာ non နေက player ကိုအရင်ကယ်ဖို့တော့စ조사နေတယ်အဲ့နောက်မှာမာနက်ကပေးတဲ့ damage တွေမှာတကယ်ကွက်တီ4 တိုင်း damage တွေဝင်လာရင်းနဲ့ပဲ high player နှစ်ယောက်တိတိကုန်းသွားခဲ့ပြီwow တမင်ဆယ်လန်းဂျာတလန်းတော့ဒါပဲသားကြီးတို့နော်မလုံးချင်းလို့ကြည်နေရလားမလုံးချင်းလို့ကြည်နေရောအမသားကြီးရောအမမင်းတို့ကောင်နေ war class level တော့မဟုတ်သေးဘူးကွာအားချောင်မေးရမှာဟလားအဲ့တော့ကျွန်တော်စော်ပိုင်းကလာမှာ3သက်ပြခဲ့သလိုပဲ 4v4 battle ရင်ဆိုင်အတွေ့မှာတော့ hive တွေအနေနဲ့ player 2ယောက်လောက်ကိုပေးလိုက်ရပြီဗျာနော်နေက player ကိုကြန့်ရှိနေတဲ့ player 2ယောက်ကဒီတိုင်းထားခဲ့တာဟောင်းလေစောက်ကြည့်မကောင်းဟမ်မင်းတို့ကောင်တင်လန်းအတူတူရှင်လန်းအတူတူလေးနော်နေတဲ့ player 2ယောက်ကိုထားခဲ့ပြီးပြေးတာပါမှုံနေရလှဲ့ကိုမကြည့်ဘူးမွန်ပွိုင်းအံ့ငန်လိုက်ရပြန်ပြီဗျာ range တယောက်ပဲကြံတယ်တေလန်းအတူတူရှင်လန်းအတူတူလေးကွာမင်းတို့ကောင်နေနှစ်သိန်းနဲ့ကြံတာကိုပတ်ပြေးနေတယ်တဲ့ငါလာခွမ်းထဲမှာစောက်ယူလို့စောက်ဘောလို့နေတာဒုက္ခပဲနှစ်သိန်းနဲ့ကြံတာကိုပတ်ပြေးနေတာပါတဲ့ကြည့်အောင် war class ပဲတားကြီးတို့ကွာသေးတယ်အဲ့လေနော်ဒါကတော့အားချောင်မေးရမှာပဲအဲ့တော့ range ရှိတဲ့ဘက်ကိုတော့ကျွန်တော်တို့ဒါစမိုင်းမာနဲ့တိုးသွားပြီ range ခေါ်စားတာဗျာဒီကောင်ခေါ်စားနေတာသိလားရော့အမှာကားနဲ့ပါချိန်ပြီးအပြစ်နော်မင်းကိုတနက်တော်မသုံးမာနကဟာလားမင်းကိုတနက်တော်မသုံးမာနကနော်ချိုလို့လားညာဘက်ချမ်းကနေဖိတ်ပြီးွားရယ်ဘယ်ဘက်ချမ်းကနေဟလားကားနဲ့လာပြီးကြိတ်ပြီးွားရယ်ပြစ်တယ်နော်အတန်တော့မကြောက်ဘူးဗျာကျွန်တော်အတန်နဲ့သေဥဆောင်ပြီးတာနော်အင်္ဂိမ်းထဲမှာတော့ကားနဲ့ချိန်ပြစ်ဆိုပြီးအတန်တော့ထွက်တယ်ဟလားနော်အတန်